မယ်ကတော့ထပ်ပါဒါတို့ပေါင်းလို့ဒေတာဖွံ့ဖြိုးရေးအစီအစဉ်မှာကျူဆိုပါခင်ဗျာပါရှင်တမီးနာမည်ကတဲပါတမီးကခလေးတုံးကကစစရွေးပါဆိုတော့ခေါင်းဆောင်ဦးပြပါတယ်အရင်ကဝေါ်ရှင်ဖော်ရမရှိတော့ဟာဆိုရင်ခလေးကိုရပတ်သက်တဲ့အကြောင်းအရာကိုလည်းမသိရှိခဲ့ဘူးခလေးတုံးကကစရပတ်သက်တဲ့အကြောင်းအရာကိုလည်းမသိရှိခဲ့ဘူးပေါ့နော်အခုဆိုရင်ပေါ့နော်ခလေးကိုရေးတွေခလေးလောက်ဆိုင်ရမှာတာဝတ်တရားတွေသိရှိလာခဲ့တယ်ပေါ့နော်ပြီးတော့ရရမှာခလေးဖွဲ့စီရမှာခလေးပြည့်လာတဲ့ခါမှာဆိုရင်ဘလို့ချစ်တဲ့ဆောင်ရရမှာဆိုတာသိရှိလာခဲ့တယ်ပေါ့နော်တငယ်ချင်းမိတ်ဆွေနဲ့ပေါင်းတဲ့ဆက်ဆံရမှာလည်းဆက်ဆံရအလွယ်ကူလာခဲ့တယ်ပေါ့နော်အားကြောင့်မလို့ဝေါ်ရှင်ဖွဲ့အတူကျေးဇူးတင်ရှိပါရှင်လာပါတမီးနဲ့မဲ့ကကျူးပါတမီးတို့ရမှာအရင်ကဘော်ဘီရှင်မရှိသေးခင်ကစားရလဲတိတ်မပတ်ဖြစ်ဘူးသူငယ်ချင်းနဲ့ပဲကစားရင်အချိန်ကုန်ခဲ့တယ်အခုဘော်ဘီရှင်မှာစားအဖောက်ဝိုင်းဖွင့်ပေးတယ်သူကတမီးတို့ပုံမြင်နေပြောတယ်ပူတူသားရတဲ့စာအုပ်တွေလည်းဖတ်တယ်သူငယ်ချင်းတွေနဲ့အပြန်အလှန်ပြောတယ်တမီးပုံမြင်ဖတ်ရတာပြောတယ်ပူသားရလာတဲ့အတွက်ဘော်ဘီရှင်မှာဖွင့်ပေးတဲ့စာဖောက်ဝိုင်းကိုကျေးဇူးတူတင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျမနာမည်ကနေနေဖြစ်ပါတယ်အရင်ကဆိုရင်ကျမသမီးရဲ့ကျမရဲ့ဝေဒနာစင်မှုတွေဘယ်မဆောက်ပြီးဖြစ်ဘူးအနာတက်ပြီးတဲ့လက်ကိုအစီဖြစ်ဘူးဒီလက်တဲမှမဖြတ်ပြီးဖြစ်ဘူးနော်အခုဆိုရင်ဝပိစင်ကအတိပညာပွဲတွေတက်ရောက်ပြီးတော့ခါကြရင်ဒီလက်တဲတွေဆက်မှဖြတ်ပြီးဖြစ်တဲ့ဝေဒနာစင်ကိုလည်းဒီဆိုင်ပြီးဖြစ်တဲ့အနာတက်ပြီးတဲ့လက်တဲအနာတက်ပြီးတဲ့စီဖြစ်တဲ့ပေါ့နော်အာဟာရရှိတာတွေကိုလည်းကျွေးပြီးဖြစ်တဲ့အခုဆိုကလေးတွေဒီလိုဆိုရင်ကျမနာပညာသင်ကြားနေပါတယ်ဝပိစင်ရဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာပါကျမကမအီချောပါကျမကဝေပစင်ရငွေစုဝင်အဖွဲ့တူဖြစ်ပါတယ်အရင်ကဆိုရင်ကြီးရွာမှာငွေစုတဲ့အဖွဲ့ဝင်မရှိတဲ့အတွက်ငွေပုံမှန်မစုတက်ခဲ့ပါဘူးငွေလိုရင်လည်းအတိုးနှုန်း30တိုးနှုန်းလည်းချီရပါတယ်ငွေကြေးပိုင်ဆိုင်ရာခက်ခဲမှုတွေရှိခဲ့ပါတယ်အခုကျမတို့ရွာမှာငွေစုတဲ့အဖွဲ့ဝင်ရှိတဲ့အတွက်ငွေပုံမှန်စုပြစ်လာခဲ့ပါတယ်ငွေစုတဲ့အဖွဲ့ဝင်မှာငွေချင်းရင်လည်း3ချက်တိုးနှုန်းနဲ့တတ်တာချီလို့ရပါတယ်ကျမရဲ့သမီး2ယောက်ကိုလည်းငွေစုတဲ့အကြေကောင်းလေးတွေပြုလုပ်ပေးနိုင်ခဲ့တဲ့သမီးတွေရဲ့ပညာရေးကျမရွေးတွေကိုလည်းငွေအပူရှိခဲ့ပါတယ်ဝေပစင်ကိုကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါကျမကတော့မူဖြစ်ပါတယ်ကျမတို့ရမှာ3ရက်အတွက်ကံရီကိုအဓိကထားပြီးသုံးဆက်ရတယ်ရွာမှာစီးတဲ့ကံရီဟာရေငန်ဓာတ်တွေများပြီးထုံဓာတ်တွေလည်းများတယ်ရွာမှာရေကောင်းရေသမ်းမရလို့ကလေးအချို့တွေလည်းဝမ်းပြက်ဝမ်းဆိုးယောဂတွေဖြစ်ကြတယ်လေယာတီရကံရီဟာ6ခန်းလာပြီးရေစားပါမှုကိုနှစ်တိုင်းကြုံရတယ်အပြင်ကနေလာရောက်တဲ့စမ်းရီကိုဝယ်သုံးရတယ်တချို့ကြတော့လည်းဝယ်သုံးဖို့အဆင်မပြေဘူးဒါကြောင့်ရွာမှာတစ်နှစ်ပတ်လုံးရေလိုအပ်တဲ့အတွက်ပတ်မိုးပေးစီချင်ပါတယ်ကျေးဇူးတင်ပါတယ် Thank you sponsor bye bye စင်နာစင်များအားလုံးကိုသူ့ရဲ့ကျေးဇူးတင်ပါတယ်